ခင်ဗျာ anime channel နေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်အခုလာရောက်တင်ဆက်ပေးနေတာကတော့ကျွန်တော်ဒီ TikTok မှာကျွန်တော်တို့ဒီကိုယ့်ရဲ့ဗီဒီယိုလေးတွေပေါ့နော်ကိုဆော့ထားတဲ့ဗီဒီယိုလေးတွေရဲ့အောက်မှာကျွန်တော်တို့ comment လေးတွေလာပြီးတော့သူများတွေရေးကြပါတော့အဲ့ comment လေးကိုကိုကနေပြီးတော့ဗီဒီယိုလေးနဲ့ reply ပြန်နေတယ်ဆိုလို့ရှိရင်ဗီဒီယိုလေးနဲ့ reply ပြန်လို့ရတဲ့နည်းလေးပေါ့နော်ဒါမှမဟုတ်လဲဓာတ်ပုံလေးနဲ့ပေါ့နော် reply ပြန်လို့ရတဲ့နည်းလေးကိုကျွန်တော်လာပြီးတော့တင်ဆက်ပေးတာဖြစ်ပါတယ်ခင်ဗျာဟောကျွန်တော်စီစဉ်လေးမတင်ဆက်ကလေးမှာကျွန်တော်ရဲ့ channel လေးကို subscribe နဲ့ရတဲ့ subscribe လေးနဲ့ပြီးတော့ဘေးနာခေါင်းလုံးလေးပေါ်လိုက်ခေါင်းလုံးလေးပါတီးထားကြအောင်တောင်းဆိုကြပါတယ်ခင်ဗျာဟုတ်ကဲ့ဒါဆိုကျွန်တော် TikTok ထဲကိုသွားလိုက်ပါမယ်နော်ကျွန်တော် TikTok ထဲရောက်ပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီ profile ပေါ့နော်ကိုယ့်ရဲ့ profile ဒီဘက်ဘေးရပေါ့ညာဘက်ဘေးအောက်ကပေါ့နော်ဒီဟာလေးပေါ့နော်အဲ့ဒါလေးကိုနှိပ်လိုက်ပါနှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ဒီမှာဟို reply ပြန်နေတဲ့ဗီဒီယိုလေးတစ်ပုဒ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့ကရှာပြီးတော့ပေါ့နော်ရွေးလိုက်ပါနော် reply ပြန်နေတဲ့ဗီဒီယိုလေးတစ်ပုဒ်ကိုရွေးလိုက်ပါမယ်နော်ဒီမှာနှိပ်လိုက်ပါပေါ့နော်ဒီမှာပေါ့နော်ဒီဗီဒီယိုလေးပေါ့နော်ဒီဗီဒီယိုလေးကိုကျွန်တော်တို့ကနေပြီးတော့ဒီမှာစာလေးရေးရတယ်ပေါ့နော်အဲ့စာလေးကျွန်တော်တို့ကဒီ comment လေးပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ဒီမှာဘေးနားမှာစာရေးပုံစံလေးရှိတယ်အဲ့ဒါလေးကိုနှိပ်လိုက်ပါနော် comment ပြန်နေတယ်ဆိုရင်ဒီစာလေးရဲ့အောက်မှာဒီမှာ reply ဆိုပြီးတော့ဒီမှာအင်္ဂလိပ်လိုရေးထားတယ်အဲ့ဒါလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်နှိပ်လိုက်တာကျွန်တော်ဒီဘက်ဘေးမှာဘယ်ဘက်မှာကျွန်တော်တို့ဗီဒီယိုပုံလေးနဲ့နီလေးပေါ်လာတယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်လိုက်တာနဲ့ကျွန်တော်တို့ကနှိပ်လိုက်တာနဲ့ကျွန်တော်တို့ကဒီမှာစာလေးနဲ့ပေါ့နော်စာလေးနဲ့ဒီမှာကျွန်တော်ကိုကဒီမှာဗီဒီယိုလေးတစ်ခုရိုက်ပြီးတော့တင်မယ်ဆိုရင်ဒီစာလေးနဲ့ရိုက်ပြီးတော့ဒါဒီနေရာလေးမှာ TikTok ရိုက်တယ်လို့ပဲပေါ့နော်ဒီမှာစက္ကန့်လေးတွေရွေးလိုက်ပါရွေးပြီးတော့ဒီမှာကျွန်တော်တို့ဗီဒီယိုလေးရိုက်ပြီးတော့ TikTok လေးဆော့ပြီးတော့ဒါလေးကိုပြန်လို့လည်းရပါတယ်ဒါမှမဟုတ်ရင်လည်းကျွန်တော်တို့ကဒီအောက်မှာဒီမှာပေါ့နော်ဒီနေရာလေးကိုနှိပ်လိုက်ပါနှိပ်ပြီးတော့ဒီမှာကျွန်တော်တို့ကိုဆော့ထားတဲ့ဗီဒီယိုလေးနဲ့ပေါ့နော်ပြန်ပြီးတော့ reply ပြန်နေတယ်ဆိုဒီမှာဗီဒီယိုဆိုတဲ့နေရာကိုနှိပ်လိုက်ပါဒါမှမဟုတ်ပုံနဲ့ဆိုရင်လည်းပုံနဲ့နေရာလေးကိုနှိပ်လိုက်ပါနော်ပုံလေးတစ်ပုံကိုကျွန်တော်ရွေးပြီးတော့နှိပ်လိုက်ပါမယ်ဒီမှာပေါ့နော်နှိပ်လိုက်ပေါ့နော်ဒီမှာပေါ့နော်ဒီဟာလေးပေါ်လာပေါ့နော်သူ့ရဲ့ comment လေးပေါ့နော်ကျွန်တော်ဒီမှာဒီသချင်းကိုမကြိုက်ဘူးဖြောက်မယ်ပဲဒီပေါ်မှာနှိပ်လိုက်ပေါ့နော်ဒါဆိုရင်ဒီနေရာမှာသချင်းတွေရွေးပြီးတော့လည်းပဲဒီမှာ reply ပြန်လို့ရတယ်ဒါမှမဟုတ်ရင်လည်းကျွန်တော်တို့ကဒီဘက်ဘေးမှာကျွန်တော်ဒီအောက်မှာမြားလေးရှိတယ်အဲ့ဒါလေးကိုနှိပ်လိုက်ပါနော်မြားလေးနှိပ်လိုက်လို့ရှိရင်ကျွန်တော်အပေါ်လေးကိုနည်းနည်းဆွဲတင်လိုက်ဒီမှာအတန်ရှိတယ်ပေါ့နော်အဲ့အတန်လေးကိုကိုကပြောပြီးတော့လည်းပဲဒါကျွန်တော် reply ပြန်လို့ရပါတယ်နော်ပြီးနှိပ်ပြီး post တင်တယ်လို့မျိုးတင်လိုက်ပါနော်ခုနဗီဒီယိုမျိုးနဲ့လည်းတင်လို့ရပါတယ်နော်ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးကဒီလောက်ပါခင်ဗျာမိတ်ဆွေများအားလုံးကိုစိတ်နဲ့ဗျာချမ်းသာပါစေကျွန်တော်ရဲ့ဗီဒီယိုလေးကမိတ်ဆွေတို့တော့အကျိုးရှိတယ်ဘိုးသူရရတယ်ဆိုလို့ရှိရင်ဗီဒီယိုလေးအောက်က subscribe ဆိုတဲ့နေရာစာသားလေးကိုနှိပ်ခဲ့ပေးပြီးတော့ဘေးနာခေါင်းလောင်းလေးပေါ်လိုက်ခေါင်းလောင်းလေးကဒီတက်ကြောက်တောင်းဆိုခြင်းပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ